ဒီမျိုးသားကစားတောက်ဆိုင်မှာထိုင်နေတော့ကျုပ်တလုံးထဲမှာဖုန်းစင်ကတ်တက်ကက်ကိုထည့်လိုက်ပါတယ်ထူးဆန်းစွာနဲ့ပဲကျုပ်ကနေချက်ချင်းကြက်တကောင်ဖြစ်နေပြောင်းလဲသွားခဲ့တာပါအမျိုးသားကအကြောင်းရဲ့နောက်ကျောဘက်မှာစင်ကတ်ကိုထပ်ပြီးတော့ထည့်ကြည့်ပြန်ပါတယ်ချက်ချင်းဆိုသလိုစက်ရုပ်တကောင်ဖြစ်နေပြောင်းလဲသွားပြီးတော့အပြင်ကိုခုန်ပြီးတော့ထွက်ပြေးသွားပါတော့တယ်အမျိုးသားကလည်းစက်ရုံနောက်ကိုလိုက်ရင်းနဲ့ခုန်တက်ပြီးစီးလိုက်ပါတယ်ပြီးတော့ထုံးစံတိုင်းစင်ကတ်ကိုထပ်ထည့်လိုက်ပြန်ပါတယ်ဒီတစ်ခါမှာတော့စက်ရုပ်ကနေကြွေးရိုင်းတကောင်ဖြစ်နေပြောင်းလဲသွားခဲ့ပါပြီအမျိုးသားကကြွေးရိုင်းကိုစီးလာပြီးစင်ကတ်ကိုထည့်ပြီးတော့ထပ်လိုက်ပြန်ပါတယ်ဒီတစ်ခါမှာတော့ကြွေးရိုင်းကငမန်းကြီးစားတကောင်ဖြစ်နေပြောင်းလဲသွားပြီးတော့ရေထဲကိုရောက်သွားခဲ့တာပါအမျိုးသားကရေထဲမှာပဲငမန်းရဲ့တောင်ပံကိုကင်ပြီးတော့ဆက်လိုက်လာပါတယ်ရေအောက်မှာလိုက်သွားနေတော့စင်ကတ်ထည့်လိုက်တော့ဇိမ်ကန်ပြိုင်ကအကောင်စားတစ်စီးဖြစ်နေပြောင်းလဲသွားပြီးကုန်းမြေပေါ်ကိုပြင်ရောက်လာခဲ့ပါတယ်အမျိုးသားကတလို့ပြောင်းလဲနေရတွေကိုကြည့်ပြီးအရန်ကိုပျော်ရွှင်နေခဲ့တာပါခဏနေလို့စင်ကတ်ထက်ထဲတော့အရှိန်အရန်ကိုမြန်တဲ့ယထာတစ်စင်းဖြစ်နေပြောင်းလဲသွားပြန်ပါတယ်ယထာကအရန်ကိုမြန်လာကြောင်းအမျိုးသားကမပြုတ်ကြအောင်လို့လက်နဲ့တော်တော်လေးကိုထိန်းထားလိုက်ရတာပါအရှိမလှိုင်ကောင်းတစ်ခုကိုတွေ့ရပြီးယထာရဲ့စားနဲ့လှိုင်ကောင်းနဲ့မကိုက်တာကိုတတိထားမိသွားခဲ့ပါတယ်ယထာကောင်းကလှိုင်ကောင်းနဲ့မလွန်ရင်သူ့လဲထိခိုက်နိုင်ပါတယ်အဲဒါကြောင့်အလင်းမြန်ပဲယထာတဲ့ကိုစင်ကတ်ချဲ့ပြီးတော့ထည့်ရပြန်ပါတယ်ချက်ချင်းဆိုသလိုယထာကနေစမတ်ဖုန်းတစ်လုံးဖြစ်နေပြောင်းလဲသွားပြီးအမျိုးသားလေးမြေပြင်ပေါ်ကိုကျသွားခဲ့ပါတော့တယ်ဒီလေး recap လေးကတော့တလောက်နဲ့နှုတ်ဆက်ခွင့်ပြုပါအသေးသေးသောစိတ်ဝင်စားဖွယ်တွေနဲ့ပြန်လာခဲ့ပါအောင်မယ်ဆက်လက်ချစ်ခင်အားပေးကြပါအောင်ရှင်